ဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်အပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်စွာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရဘူးကိုယ်လည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်စွာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားရရှိလဲစဉ်းစားကြည့်နော်တခါကြီးဒီမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုကို့အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူ့စကားသူထင်တာသူ့အထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဘူးဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုန်လှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသေလောယထာဧကကနောဝါဒေနနသမိရတိဧဝောနေနပတံသာဒုနသမိသန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟုသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေးပြင်းများမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာအားကျစရာလေးဦးဇင်းတို့ပြောပြခြင်းမြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးတည်င်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနက်ကအဲ့ဒီယဟန်တော်လေးနဲ့ရင်းနှီးတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နက်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်
ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဖေးသိမှလေသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကလျှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့ညာလို့ပြောနေကြတယ်တဲ့ပိဋကရေဘယ်သူကပြောတာတော့နတ်ကပြောတာဘယ်သူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလဲဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုန်လှုပ်သွားမလဲဒကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူဉာဏ်ဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားလေးကိုပတ်ဝန်းကျင်ကစကားသံတွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့။အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့။သူများပါဇက်ပေါက်တွေဘလို့လိုက်ပိတ်မှာလဲ။ဟင်ဒကမကြီးတွေအဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တပေါင်းမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားသံတွေကြောင့်မျက်နှာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒီနာဤထိုစကားသံတို့ကြောင့်ဒီနာထိုစကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥစဉ်ပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်တွေကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလေတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်များဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိတယ်လို့မုန်းသူလည်းရှိမယ်ကြီးမွားတာရှိတယ်လို့ကဲ့ရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နှိမ့်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုန်းလို့ပြောတဲ့စကားတွေကိုမြတ်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအဓိပ္ပာယ်ရဲ့ရှင်းလင်းချက်ဒုတိယအဓိပ္ပာယ်ဆက်ပြီးတော့သွားကြရအောင်ပရိသံသူတော်ဘာတို့ဤကတာကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခိယအလုတ်တခုဂယုပြု၍ကြည့်ရှုဆင်ញင်၍မနေရပတ်ဝန်းကျင်မှာလူတွေအများကြီးရှိတယ်ဇေယျအမျိုးမျိုးရှိတယ်ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုပ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကတော့မကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလားအဲ့ဒါကိုကမကြည်မနဲ့ဘယ်လူတော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လား
ဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူ့ကံလေဟုတ်လားသူ့ကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်တခါကြီးဒီမိုင်းများကိုလုပ်တာကိုကံဒီကိုကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်လေဗျသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသိုလ်ဖြစ်တာပဲများတယ်ဒါတကားကြီးဒီမိုင်းများနားလည်နိုင်ပါတယ်အတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စဉ်းစားကြည့်နော်အကုသိုလ်တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေးလဲဘူးဆိုတော့ကိုကစိုးရင်လို့ကိုကမပြေးလဲရောဟုတ်လားသူပြေးလဲလို့ဆိုတော့လည်းပဲလောဘတွေနဲ့ရစ်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်သာလူယုံမာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပြီမဲ့လို့အဲ့ဒီတင်ကမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်မှအလကားပါကွာထောင်မြင်လို့ရာဆွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျသတင်းသားတွေကလည်းဝင်နေ TV တွေကလည်းဝင်နေဗီဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြင်နဲ့ရောက်မနေဘူးလားရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်နဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအကုသိုလ်တွေဖြစ်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးကမိုင်းများအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအကုသိုလ်ဖြစ်ရင်းနဲ့ကုန်တာလားအိမ်ကြတော့အေးဆေးဆေးခေါင်းအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းနဲ့ထည့်ပြီးတော့အလုပ်ကြီးတစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ကိုရှင်တို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းရတယ်အကျိုးရှိခြင်းရတယ်ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျှင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နီးစပ်သွားပြီဟုတ်လားတခါကြီးဒီမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရလားပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာဝေခိယအလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ခြင်၍မနေရတောင်မြို့စတော်ကြီးအနက်ပေးတာအင်မတန်ကောင်းတယ်အလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ခြင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုပ်နေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ်စတော်ကြီးကတိလို့မို့ပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်တတိယဆုံးမချက်ကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောကြလို့တတိယဆုံးမချက်ကဘာလဲ
အတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝခိယအလုတ်တခုကယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုအကြောင်းကိုစဉ်းစားရမယ်ပြီးတယ်ဗါတယ်လေကိုအကြောင်းကိုစဉ်းစားရမယ်ငါဘာတွေလှုပ်ထားလဲငါဘာတွေမလုပ်ရသေးဘူးလေငါဘယ်လိုအည်အသွေးရှိအောင်လုပ်တဲ့အလုပ်တွေကိုဘယ်အတိုင်းတာထိလုပ်ပြီးပြီလေကိုအကြောင်းကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကိုအကြောင်းကိုပြဿနာကိုယ့်ကိုဖြေရှင်းရမှာဗျာဘယ်သူကမှဝိုင်းပြီးတော့တစီကလေးဖြေရှင်းမပေးနိုင်ဘူးတကယ်စင်စစ်ဟုတ်လားဒါကြောင့်ကိုအကြောင်းကိုပေပေနေနေစုံကြီးစမ်းကြီးကိုအကြောင်းကိုစဉ်းစားရတယ်အဲ့ဒီအကြောင်းကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောချင်တာကိုအကြောင်းကိုစဉ်းစားတဲ့နေရာမှာကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းရှိတယ်ကိုရဲ့အကြောင်းကိုကိုသိအောင်လုပ်တဲ့အပိုင်းရှိတယ်ဦးဇင်းတို့ဒီကနေ့ညနှစ်ပိုင်းပြောသွားမယ်ကိုအကြောင်းကိုစဉ်းစားရမယ်သိအောင်လည်းလုပ်ရမယ်ဒီစကားလေးတွေကအင်မတန်အနှစ်ရှိတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်တေးသေးချာချာနားဆိုင်ထောင်ကြနော်ဒကမာကြီးများကိုရဲ့အကြောင်းကိုကိုစဉ်းစားရမယ်ပြီးတော့ကိုအကြောင်းကိုသိအောင်လည်းလုပ်ရမယ်ဘယ်နှချက်လဲနှစ်ချက်ရပထမစဉ်းစားရမယ်ဆိုတာလေးကိုပြောကြည့်ရမြတ်စွာဘုရားအထက်ထက်တိုက်တွန်းပါတယ်ဗျာဦးဇင်းတို့ယဟန်တော်တွေကိုစဉ်းစားရမယ်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီတဲကတစ်ချက်စိတ်ဝင်စားစရာသိကောင်းတယ်ဒကာကြီးဒကမာကြီးများနဲ့လည်းပတ်သက်တယ်လို့ထင်တယ်မေငါဤရတိန်တိဝါညစ်နေတို့သည်ကထံဘုဒ္ဓတအဘေတုဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလွန်၍သွားကြကုန်တနည်းဣတိဤသို့ပပ္ပစိတေနာသာသနာဝန္တံရှင်ယဟန်တိအဘိနံနိညမပြတ်ပိစဝခိတပ္ပါတိဆင်ញင်တိုက်ကုန်၏ငါရဲ့နေ့တွေရက်တွေဟာဘယ်ပုံစံနဲ့အချိန်ကုန်ခဲ့တာလဲလို့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာစဉ်းစားရမယ်စဉ်းစားတာမှအမြဲတမ်းစဉ်းစားရမယ်အဘိနံအမြဲတမ်းစဉ်းစားရမယ်တဲ့ဒကာကြီးဒကမကြီးများကမစဉ်းစားတတ်ဘူးလားစဉ်းစားတတ်တယ်ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းအခုအသက်90ရှိပြီဘာတွေမေမေရရကိုယ့်အတွက်ထောက်ထောက်ခံခံဖြစ်မဲ့ကိစ္စတွေဘာတွေလုပ်ထားလဲဘာတွေခိုင်ခိုင်မာမာကိုယ့်မှာအသိဉာဏ်တွေရှိပြီလေဘိုးတော်ဝါဒရောင်ပေးရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများတယ်ဒီစကားကဘယ်သူကိုပြောလွဲခဲ့ပါတယ်ဗျာဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာဒကာကြီးဒကမကြီးများဟုတ်လားအသက်တွေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးသားလို့အင်မတန်နေတယ်ကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဘယ်တင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လားလူတော်များများဟာကိုအားမရပဲနဲ့မကျင့်တတ်ဖဲနဲ့နေရတာဒကမကြီးများအဲ့ဒါဟုတ်လားသေချာစဉ်းစားကြည့်နော်ဘာပြုလို့အားမရပဲနဲ့မကျင့်တတ်ဖဲနဲ့နေရလဲဆိုတော့အားရเสียရှိအောင်ကျင့်တတ်เสียရှိအောင်လုပ်မှမထားပဲကိုစိတ်ကအမှန်သိတယ်ဗျာကိုမှအားရเสียမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကိုမှကျင့်တတ်เสียတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုအသက်ဘလို့ကြီးခဲ့တာလဲကိုရဲ့နေ့တွေရက်တွေလတွေဘလို့ကုန်ခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျဒကမကြီးတွေအဲ့ဒါဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်ကြီးကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ့်အကြောင်းကိုစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလုပ်ပြီးပြီလဲငါဘာတွေမလုပ်ရသေးဘူးလဲအဲ့ဒီအလုပ်ကလည်းဘလောက်အဖိုးတန်တဲ့အလုပ်လဲဘလောက်အဖိုးမတန်တဲ့အလုပ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော်အတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝေခေယအလုတ်တခုကယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုဘာတွေလုပ်ပြီးပြီလဲဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုစဉ်းစားရမယ်
စဉ်းစားလိုက်လို့ရှိရင်ကိုယ်အကြောင်းကိုစဉ်းစားရင်နှစ်မျိုးတွေ့မယ်ဗျတရားကိုဦးဇင်းကအစီအစဉ်လေးချပြီးတော့ပြောနေတာနော်ကိုယ်အကြောင်းကိုစဉ်းစားရမယ်သိရမယ်လို့စောစောကနှစ်မျိုးပြောခဲ့တယ်နော်အခုစဉ်းစားရမယ်အပိုင်းကိုပြောနေတာသိရမယ်အပိုင်းကိုမပြောသေးဘူးစဉ်းစားတဲ့အပိုင်းမှာလည်းပဲစဉ်းစားရင်လည်းနှစ်မျိုးတွေ့မယ်ကိုယ်အကြောင်းကိုစဉ်းစားရင်ဘယ်နှမျိုးတွေ့မယ်နှစ်မျိုးတွေ့မယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့မကောင်းခွက်ကိုယ့်ရဲ့ကောင်းခွက်တနည်းအားဖြင့်ကိုယ့်ရဲ့မကောင်းတာရဲ့ကိုယ့်ရဲ့ကောင်းတာရဲ့ဒီနှမျိုးကိုတွေ့ရမယ်တရားဓမ္မတို့ဦးဇင်းတို့ဆိုတာကောင်းတာရဲ့မကောင်းတာရဲ့ကိုရောမှွေထားတာပဲမဟုတ်လားကောင်းတာကြီးပဲလားမဟုတ်ဘူးဒါမြင်မကောင်းတာကြီးပဲလားမဟုတ်ဘူးကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုလည်းမကောင်းဘူးလို့သိရကောင်းတာတွေကိုလည်းကောင်းတယ်လို့သိရမကောင်းတာကိုမကောင်းဘူးလို့ငါမယ်မကောင်းတာတွေရှိတယ်လို့စဉ်းစားမိတော့ဘာအကျိုးရှိလဲဆိုတော့ဒီမကောင်းတာတွေဟာငါ့ကိုမကောင်းကျိုးကိုဖြစ်စေမှာလို့စဉ်းစားပြီးတော့အဲ့ဒီမကောင်းတာတွေကနေလွတ်မြောက်အောင်ကြိုးစားဖို့ဒါအရေးကြီးတယ်နော်တခါကြီးမိုက်မြမကောင်းတာကိုစဉ်းစားတယ်ဆိုတာအလကားစဉ်းစားတာမဟုတ်ဘူးအဲ့ဒီမကောင်းမှုကနေယုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စဉ်းစားရမှာဟုတ်လားကောင်းတာကိုစဉ်းစားတယ်ဆိုတာလည်းဘဝင်မြင့်ဖို့စဉ်းစားတာမဟုတ်ဘူးအဲ့ဒီကောင်းတာကိုစဉ်းစားလိုက်တော့ငါတန်တယ်ပဲကောင်းတာတွေလည်းရှိပါလားဆိုတော့ပီတိတွေနဲ့အားဖြစ်လာတယ်အားဖြစ်ဖို့အတွက်စဉ်းစားရတာမကောင်းတာကိုကြတော့ယုံထွက်ဖို့စဉ်းစားရတာကောင်းတာကိုကြတော့ရှစ်ဆက်ဓာတ်တဲ့ကောင်းခြင်းစိတ်တွေပေါက်လာအောင်အားဖြစ်ဖို့စဉ်းစားရတာတူသလားမတူဘူးမြတ်စွာဘုရားကတော့ဥပမာနဲ့ပြောတယ်ဗျာအင်မတန်လှခြင်းပခြင်းတဲ့လူလင်ပြိုလုံးမပြိုကလေးရေမိုးချိုးပြီးတော့ဘာလုပ်တော့ဆိုမှန်ကြည့်မယ်လေမှန်မကြည့်ဘူးလားကြည့်တယ်နော်ဒီလူတွေနေတိုင်းအသက်ကြီးတာကြည့်တယ်မှန်ကတော့နေတိုင်းကြည့်ကြမယ်ထင်ပါတယ်ဒီကမာကြီးများမှန်ကြည့်တဲ့နေရာမှာရည်ရွယ်ချက်နှမျိုးရှိတယ်ဗျအမလီဦးစင်းရဲ့မှန်ကြည့်တာများကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်နှမျိုးရည်ရွယ်ချက်တွေပါတယ်များပြောနေရသေးလားလို့မအောင်မင်းနဲ့ရည်ရွယ်ချက်နှမျိုးရှိတယ်ဗျဒီကမာကြီးများမှန်နေတိုင်းကြည့်နေတာအဲ့ဒီရည်ရွယ်ချက်ကလေးပြောနိုင်မလားမသိမှန်ကြည့်တဲ့ရည်ရွယ်ချက်နံပါတ်1မျက်နှာပေါ်မှာမတင့်တယ်တာတွေမတက်ရတာတွေမြင်လို့မကောင်းကြည့်လို့မကောင်းတာတွေတွေ့လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပစ်ဖို့ဟုတ်လားအညစ်အကြေးတွေမြန်ပေးနေလားမျက်ဝတ်တွေမြန်ထွက်နေလားဟုတ်လားအဲ့ဒါတွေမကောင်းတာတွေရှိနေရင်ဘာလို့ပစ်ဖို့လဲဖယ်ရှားပစ်ဖို့သုတ်သင်ပစ်ဖို့တန့်ရှင်းသွားအောင်လုပ်ဖို့အဲ့ဒါပထမရည်ရွယ်ချက်နောက်ဒုတိယရည်ရွယ်ချက်ကဘာလဲဒီကမာကြီးများပြောပါဦးမြတ်ဒုတိယရည်ရွယ်ချက်ကတော့ပိုးပြီးတော့လှတဲ့လှအောင်ပြင်ဖို့ဟုတ်တယ်မဟုတ်လားကြည့်ကောင်းနေတာတွေကိုပိုးကြည့်ကောင်းသွားအောင်လုပ်မယ်လေမျက်လုံးဆိုရင်လည်းမျက်လုံးနဲ့ဆိုင်ရာလှတဲ့လှအောင်ပေါ့နော်တချို့ဆိုရင်မျက်နှာပေါ်မှာအယောင်ကိုစုံလို့လှုပ်ထားလိုက်တာကြည့်ကောင်းမလားဆိုပြီးတော့လှုပ်တာပဲကြည့်ကောင်းမကောင်းဆိုတာတော့တချို့လည်းကြည့်ကောင်းရင်ကောင်းမှာပေါ့ထားပါတော့လေအဲ့တော့ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုရင်ပင်ကိုကောင်းနေတာလေးကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်ဖို့ဒါလေးမပါဘူးလားပါတယ်ဗျပေါ့တန်သဘောမထားနဲ့နော်မြတ်စွာဘုရားအဲ့ဒီတိုင်းပြောတာဗျမှန်ကြည့်တယ်လို့ပဲတဲ့တရားဒီဟုသောမှန်ကိုထောင်းပြီးတော့ကြည်စမ်းပါမကောင်းတာကိုတွေ့လို့ရှိရင်အဲ့ဒီလူလင်မျိုးလုံးမပြိုဟာဖယ်ရှားပြစ်တယ်လို့မျိုးအညစ်အကြေးကိုဖယ်ရှားပြစ်ရကောင်းတာတွေ့လာရင်ဒီကောင်းတာလေးရှိတယ်ကောင်းတာလေးဟာချမ်းသာတယ်ဆိုပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်မကောင်းတာကိုတွေ့တော့ဖယ်ရှားတယ်ဆိုတာဘယ်လိုစိတ်ဓာတ်မျိုးနဲ့ဖယ်ရှားရမှာလဲဆိုတော့ဘုရားကတော့ဥပမာတွေအမျိုးမျိုးပေးတက်လွန်းတယ်ဗျာရေမိုးချိုးပြီးတော့ထားတဲ့လူတယောက်ရဲ့လေပင်ကိုမွေးသေးကောင်ပုတ်တို့ခွေးသေးကောင်အပိုင်းအစအပုတ်တွေတစ်ခုခုလေပင်ဆွဲပေးတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကိုဆက်စုပ်တဲ့စိတ်ယွန်ရှာတဲ့စိတ်နဲ့တခါတည်းကိုဖယ်ပစ်ဖို့ကြိုးစားမှာပဲမဟုတ်လားအဲ့ဒါလိုမျိုးစိတ်ထားရမယ်တဲ့မကောင်းတာများတကယ်လို့တွေ့ခဲ့မယ်ဆိုရင်ဒါကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းတွေကိုပြောနေတာနော်မြတ်စွာဘုရားကတော့အမျိုးမျိုးဟောပါတယ်ဦးဇင်းတို့ဒွေတာဝိတကသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေမကောင်းတာတွေတွေ့ရင်တဲ့မြတ်စွာဘုရားကစဉ်းစားပါတယ်တဲ့ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမကောင်းတာကြီးဟာငါအတွက်လည်းအကျိုးမရှိဘူးသူများအတွက်လည်းအကျိုးမရှိဘူးဟုတ်လားဆင်းရဲစေတဲ့ပင်ပန်းစေတဲ့ငြိမ်းချမ်းဖို့မဖြစ်ဘူးလို့တွေးပြီးတော့သူပယ်လိုက်တာပဲတဲ့အဲ့ဒါလိုတွေးလိုက်လို့ရှိရင်ရော့သွားတယ်မကောင်းတဲ့စိတ်တွေဟာ
နွားကြောင်းတဲ့နွားကြောင်းသားဟာသူများရဲ့စိုက်ခင်းတွေကိုမစားဖို့နွားကိုဂယုတစိုက်တခါတည်းဒုတ်တွေပါနေနဲ့ပြစ်ခတ်ပြီးတော့ထိန်းချောင်းတယ်လို့မျိုးပါပဲတဲ့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီရဲ့အန္တရာယ်ကနေကာကွယ်လိုက်ရတာသဘောပေါက်တယ်နော်အေးဒါကြောင့်မကောင်းတာတွေ့ရင်လွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးနဲ့ကိုယ်အကြောင်းကိုစဉ်းစားရတယ်ကောင်းတာတွေ့ရင်တော့အားဖြစ်ဖို့ဒီစကားလေးလည်းမမေ့နဲ့နော်မကောင်းတာကိုလွတ်မြောက်ဖို့ကောင်းတာကြတော့အားဖြစ်ဖို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနီးယူစရာလေးအတုယူစရာလေးဇတ်တော်လေးတစ်ခုပြောပြမယ်ကိုမကောင်းတာကိုကိုမြင်ပြီးတော့ကိုမကောင်းတာကိုသိပြီးတော့အဲ့ဒီမကောင်းမှုကနေယုံထွက်သွားကြတဲ့သူတော်ကောင်းတွေရဲ့အကြောင်းတခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဖရာလောင်ကြီးပစ္စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တတိယတယောက်ဖြစ်တယ်အိမ်တော်လေးပါလေးကြာပြီးတော့နောက်တော့လူဘဝနဲ့စင်ကြယ်တဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်စွန့်ပြီးတော့တောထဲမှာရသေးဝစ်ပြီးတော့နေတာနှစ်ပေါင်းများစွာကတိုင်းပရိကံကိုစူးစမ်းအားထုတ်ပေမယ်လို့ဦးဇင်းတို့ဖရာလောင်ကြီးဇံအဘိညာဉ်မရရှာဒီပြင်ဇတ်တော်တွေလည်းဆိုရင်မကြခင်မှာပဲဇံအဘိညာဉ်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရဘူးဘာကြောင့်မရတယ်လဲဆိုတော့ဦးဇင်းတို့ဖရာလောင်ကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်တဲ့ပိဋကဘာကြောင့်ဇံမရတာတော့မာနကြီးလို့တဲ့အဲ့ဒါတောထဲမှာတရားတော်အားထုတ်နေတာပဲတရားကမရဘူးအဲ့ဒါတနေ့တော့ဥပုပ်နေ့တနေ့မှာသူ့ရဲ့ကြောင်းလေးကိုကြောင်းဝင်းလေးကိုတိရစ္ဆာန်၄ကောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄ကောင်ကဥပုပ်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘယ်သူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတော့ဆိုတော့အဲ့ဒီဥပုပ်နေ့နန္ဒခင်းမှာသူကအစာရှာတယ်သူ့ခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလာပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးကြားမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရစားပလိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲပူလောင်တဲ့သူခံစားရတယ်ငါခိုမလေးတည်သွားပြီမရှိတော့ဘူးအဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးဇင်းကဒါလေးတွေကိုသဘောကျတာဗျစိတ်တွေဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရားခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကဉာဏ်ရှိတဲ့ခိုကလေးဆိုတော့အဖြေမှန်တွေ့တယ်ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်ခိုမလေးသေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်ဒီပြင်ခိုမတွေလည်းသေးနေတာပဲဗျအဲ့ဒါသေတော့သူစိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေးလို့သူစိတ်ဆင်းရဲတာလဲငါခိုသေးလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့်သူစိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့သူအကြောင်းသူစဉ်းစားတာနော်ဓမ္မကြီးများဒီတဏှာတန်ရောစဉ်ကိုငါပေတတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစဉ်တွေကိုစွန့်ခွာဖို့နှိပ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှိတော့ကရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေသူကဘာလို့ရောက်လာတော့ဆိုတော့တောထဲမှာသူ့နေရာသူနေတာပါပဲအဲ့ဒါအဲ့ဒီရွာနီးနားကလူတွေက
တကူလုံးစွတ်စွတ်ဖြူနေတဲ့နွားလားဥတ္တဖကြီးကိုပန်းနေပန်းဆေးရောင်စုံလေးချဲပြီးတော့ပူဇော်ကြတာတဲ့ဗျာဥစီဘုံမောင်းနေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျူရီပါတွေသွေးခွာတွေပါတွေရက်တော့စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမီးကိုတက်နေမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားတင်ပွဲချင်းပြီးသေချတယ်နွားကြီးသေတော့လူတွေကလည်းပဲဟာနွားကြီးသေတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏှာကနေမွေကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းသေရလူတွေလည်းစိတ်မကောင်းဖြစ်ရတယ်ငါလည်းပဲငါလှုပ်ရဲ့အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိနိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေးရှင်မဟာမောက္ကလံဖြစ်လာမဲ့မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်စင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးစင်ကြီးကသေးနေတာကြတော့မာတောင်းပြီးတော့နေတာနှာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဗိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ကြားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိစ္စမဲ့အပေါက်ကနေပြီးတော့ဗိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတော့အစာရှာရင်အစာစားလို့ရှိရင်ကလီလာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရဘူးအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တရက်နှစ်ရက်သူနေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံးနဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကြေအောင်သူမစောင့်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာတိုးထွက်တော့အရေခွန်တွေဘာတွေစုပ်ပြက်ပြီးတော့အမွှေးတွေဘာတွေကျွတ်ပြီးတော့သွေးတန်ရဲရဲနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်တဏှာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာဒီစိတ်ရဲ့ဆင်းရဲကိုယ်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်လိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာနောက်ထပ်သတုဋ္ဌမြောက်ရောက်လာတာကဝက်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝက်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားလျာတွေတလောက်များနေတာကိုသူကဘလို့စဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာတဲ့ရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဘာလေးများတွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာထဲကိုသွားပြီးတော့အစာရှာတာအဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓာတ်တွေနဲ့သူ့ကိုလိုက်ကြတာဝက်ဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝက်ဝင်ကြီးပြေးရတယ်ပြေးရင်းနဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တဲ့ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီဆင်းရဲဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့စာထဲကသုံးလုံးထားတယ်ဗျာအတိလောဘတဲ့ပိဋကရပါတဲ့တော့အတိလောဘဆိုတာကရှိတဲ့ရှိတိုက်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှာမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ခြင်းဖြစ်မယ်ပေါ့ဟုတ်လားအေးအဲ့လိုမျိုးကိုယ်နဲ့မတန်မရာတွေမှန်းပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကြံ့ကြံ့ဖန်ဖန်ယူကြတဲ့လူတွေအတိလောဘဒါမျိုးပြောတာနော်အဲ့ဒီအတိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတိလောဘကိုနှိပ်ကွပ်မယ်ဆိုပြီးတော့ကျောင်းကိုရောက်လာတာတိရစ္ဆာန်၄ကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံအပိန်ရင်ရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွပ်နိုင်လို့
အဲ့ဒါသူတယောက်တည်းနဲ့နှိတ်ကွတာတော့မဟုတ်ဘူးဗျအကြောင်းအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမှာသတင်းသုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တေတဲကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဘုရားလောင်းကိုမြင်တယ်ကြည်သာမြင်းကောင်းခွာလိပ်ပန်းကောင်းအညွန့်ကျိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလက်ကနဲ့မာနကရှေ့ကခံနေလို့ဇံပင်ရင်မရရှာဘူးငါသွားပြီးတော့ကုညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခကြီးကနေဇံရင်စီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကသတင်းသုံးတယ်ရှောတီသင်္ကန်းတန်ကြားတော့ဘုရားလောင်းရတိကကျောင်းထဲကနေထွက်လာကြည်စံငါနေရာကိုငါမပေးဘဲနဲ့ပိုင်စိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ပြုံးမနဲ့သူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါသူ့အင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုသွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်းသင်ဘောင်းမဲ့ကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဒကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါတမဗုဒ္ဓဘုရားအလောင်းမဲ့သင်ရဲ့အဖေကဘယ်သူဖြစ်လိမ့်မယ်သင်ရဲ့အမေကဘယ်သူဖြစ်လိမ့်မယ်လက်ဝဲရံကဘယ်သူလက်ရရံကဘယ်သူဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်မာနတွေကနားကိုပိတ်ဆို့ထားတာနေမှာပေါ့ဗျာဟုတ်လားဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင်းတောင်းကြီးရက်နေတာမာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကစားတောင့်တောင့်တင်းတင်းကြီးအဲ့လိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှိမ့်မြို့စေရပုံတရံမာနကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်များကျမ်းဂန်နေတဲ့ကတော့မာနကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာအစိတ်ပြင်းထန်တဲ့မွေးတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်မာနကြောက်စရာကောင်းတယ်နော်အတိညာဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်အဲ့ဒီလိုပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတော့သင်ဘုရားလောင်းမဲလို့ပြောတာကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်ဒီတိုင်းကြီးဖြစ်နေတာအဲ့ဒီတော့မှပြည့်စေကအရှင်မြတ်ကပြည့်စေကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းငင်ကိုပြန်ပြီးတော့ခြေပေါ်တော်မှာကတ်နေတဲ့မြူမုံတွေကိုဘုရားလောင်းရသိရဲ့စံကြည်ကြားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်အဲ့ဒါမော့ကြည့်တော့မျက်နှာပေါ်ကိုမြူမုံနေကြအဲ့ဒီတော့မှဘုရားလောင်းကြီးကကြည်စမ်းငါမာနတွေဒါကြည်နေတာငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လားငါမာနသာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိအဲ့ဒီတော့သူစဉ်းစားတယ်နော်အဲ့ဒါနဲ့ဒီနေ့ဒီရဲ့အထိငါဇံပင်ရင်မရတာဒီမာနကြောင့်ပဲဒီမာနကိုငါနှိပ်ကွမယ်ဆိုပြီးတော့ကျောင်းသင်္ကန်းထဲကိုဝင်သွားတာသူအမှားသူတိသွားတာနော်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်္ကန်းကျောင်းထဲရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှာပဲဇံအပင်ရင်ရတယ်ပိဋကရဲ့ကိုအကြောင်းကိုစဉ်းစားပြီးတော့ကိုမကောင်းတာကနေကိုဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဘုရားလောင်းကကျောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပိဋကတို့ကိုဦးဇင်းတို့ပြောပြီးပါပြီနော်ဒါကြောင့်သူတော်ကောင်းနေဆိုတာကိုအကြောင်းကိုစဉ်းစားပြီးတော့ကိုမကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းတဲ့လူလင်မျိုးလုံးမပြိုးလို့မတင့်နေတာတွေမတတ်ရတာတွေကိုအမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကိုမကောင်းတာကိုဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လားနောက်တစ်ချက်ကိုကောင်းတာကိုစဉ်းစားပြီးတော့အားဖြစ်ဖို့လဲလိုသေးတယ်ဟုတ်ရဲ့လားကိုကောင်းတာကိုစဉ်းစားပြီးတော့ဘာဖြစ်ရမလဲအားဖြစ်ရမယ်ဗျကိုဒါနတွေပြုထားတာမရှိဘူးလားပြန်တွေးပြီးဆိုရင်ဘာဖြစ်လဲဝမ်းသာတယ်စာကာနုတ္တိဘာဝနာကိုဖြစ်တာဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲ
ဘာဝနာကမြတ်တယ်လှုပ်တုံးကဒါနလှုပ်တယ်ပြန်စဉ်းစားတော့ဘာဝနာကိုဖြစ်တယ်စာကနုတ္တိဘာဝနာကိုဖြစ်တယ်အရင်နဲ့အမျက်ကအတိုးကပိုကြီးနေတဲ့အဓိပ္ပာယ်ဟုတ်လားကိုယ့်ရဲ့သီလကိုကိုပြန်စဉ်းစားရင်ဘာဖြစ်လဲသီလနုတ္တိဖြစ်တယ်ဘာဝနာကိုဖြစ်တယ်ကိုကောင်းတာကိုကိုသိရတာဟာအင်မတန်ကြီးကျယ်တဲ့အမျက်ကိုရတယ်လို့ပြောချင်တာဟုတ်လားဒါကြောင့်ကိုဒါနကိုကိုစဉ်းစားရမယ်ကိုရဲ့စွန့်လွတ်နိုင်စွမ်းအားပေါ့နော်ကိုသီလကိုကိုပြန်စဉ်းစားရမယ်ကိုရဲ့စောင့်စည်းနိုင်စွမ်းအားပေါ့နော်ဟုတ်လားမြတ်စွာဘုရားကတော့ညွှန်ကြားပါတယ်ဗျာနတ်တွေရှိတယ်သူတို့ကောင်းလို့နတ်တွေဖြစ်သွားတာသူတို့မှသာလျှင်နတ်ပြည်ရောက်ကြောင်းကောင်းမှုတွေရှိတာမဟုတ်ငါမှလည်းပဲကောင်းမှုတွေရှိတယ်လို့နတ်တွေကိုတတ်သိအရာထားပြီးတော့ကိုကောင်းတာကိုကိုစဉ်းစားရင်လည်းဘာဝနာဖြစ်တယ်အဲ့ဒါဘာဘာဝနာလဲဒေဝတာနုတ္တိဘာဝနာဖြစ်တယ်ဟုတ်ရဲ့လားဘဝင်မြင့်ဖို့ပြောနေတာလားအားဖြစ်ဖို့ပြောနေတာလားကိုကောင်းတာကိုကိုတကယ်မြင်လို့ရှိရင်စဉ်းစားမိရင်အားတကယ်ဖြစ်တယ်ဗျဟုတ်လားဒါကြောင့်ကိုလှုပ်ထားတဲ့ကောင်းမှုကလေးတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားကြရမယ်နော်ဟုတ်လားဒါနနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားသီလနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားဟုတ်ရဲ့လားအခုဆိုကြပါစို့ဓမ္မဒါနအလှရှင်များဒါဥစဉ်ကရှေ့ကမြင်နေတော့ပြောခြင်းစိတ်ပေါက်သွားတယ်ကိုလှုပ်လိုက်တဲ့ဒီလှုပ်ရကြောင့်တရားနာနေတဲ့ပုဂ္ဂိုလ်တွေဒီခွေကနေတစ်ဆင့်နာကြမဲ့ပုဂ္ဂိုလ်တွေအများကြီးအသိဉာဏ်တိုးတယ်လို့ကိုယ်လှုပ်ရက်ကိုကိုစဉ်းစားလိုက်ရင်စိတ်ထဲမှာအားမဖြစ်ဘူးလားအဖြစ်တယ်အသိဉာဏ်ကိုဝေတာဗျတန်ဖိုးအရှိဆုံးကိုပေးတာဗျပစ္စည်းတွေအများကြီးပုံပေးတာတဲ့အသိဉာဏ်ကိုပေးတာကမြတ်တယ်ဗျဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့အသိဉာဏ်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးပစ္စည်းဆိုတာတန်ဖိုးဖြတ်လို့ရတယ်ပစ္စည်းဆိုတာကုံသွားတဲ့သဘောရှိတယ်အသိဉာဏ်ဆိုတာကုံသွားတဲ့သဘောမရှိဘူးလူသာသေးသွားတဲ့နောက်ဘဝတည်ဆက်တယ်အသိဉာဏ်ကအဲ့ဒီအသိဉာဏ်ဆက်သွားတာကိုပဲပညာပါရမီတွေထူးတယ်လို့ပြောတာပစ္စည်းဆိုတာအလွန်ဆုံးခံဒီတဘဝပဲနော်ဒါကြောင့်ပစ္စည်းတဲ့အသိဉာဏ်ကအစစအရာရာအကြီးအသွေးတာတဲ့အတွက်ကြောင့်ပစ္စည်းကိုပေးတာတဲ့တရားအသိဉာဏ်ကိုပေးတာဟာမနှိုင်းစာနိုင်လောက်အောင်အကျိုးကြီးတယ်အဲ့ဒါလို့ကိုယ့်လုပ်ရက်ကိုကိုပြန်စဉ်းစားဖို့မလိုဘူးလားအဲ့ဒီလိုစဉ်းစားရင်ဘာဖြစ်မလဲအားဖြစ်တယ်အားဖြစ်တယ်ဒီနေရာမှာတော့ဦးဇင်းတို့ကကိုယ်တီလာကိုကိုစဉ်းစားပြီးတော့ကိုယ်တီလာကိုမြင်ပြီးတော့အားဖြစ်သွားရဲ့အားဖြစ်သွားတဲ့ယဟန္တာမထေရမြတ်ကြီးတစ်ပါးအကြောင်းကိုအချင်းချုပ်ပြောပြမယ်ကိုအကြောင်းကိုစဉ်းစားလို့အကျိုးရှိပုံတွေပြောနေတာနော်စောတော်တုန်းကသူများအကြောင်းတွေစဉ်းစားလို့အကျိုးရုပ်ပုံတွေပြောခဲ့ပြီနော်ဟုတ်လားအခုကိုအကြောင်းကိုစဉ်းစားလို့အကျိုးရှိပုံကလေးမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးသုံးလေသောသင်္ကန်းတစ်လုံးသောသပိတ်ဆောင်ပြီးတော့တရားနှလုံးကျင့်သုံးမယ်ဆိုပြီးတော့နေရာရှာတာတောဆက်တနေရာရွာနဲ့မနီးမဝေးမှာဂူကြီးတစ်လုံးတွေ့တယ်အဲ့ဒါနဲ့အဲ့ဒီဂူကြီးတဲကိုဝင်ကြည့်တော့ဟာဟန်ရလိုက်တာလေလုံမိုးလုံဈဉ္ဉံလျှောက်ဖို့လည်းသိကောင်းတာပဲဆိုပြီးတော့ယဟန်တော်ကအဲ့ဒီဂူထဲမှာနေမယ်ဆိုပြီးတော့နေရာယူတယ်အဲ့ဒါနေလိုက်တော့ဝမ်းမြောက်ဝမ်းသာပဲတရက်ပြီးတရက်ပီတိတွေဖြစ်လို့ဒါပေမဲ့ဝမ်းမသာနိုင်တဲ့တယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဂူကိုစောင့်တဲ့ဂူစောင့်နတ်သမီးကဝမ်းမသာဘူးအစကတော့သူကဒီယဟန်တော်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုပြီးတော့သားလေးသမီးလေးလက်တော်တဲ့တစ်ပင်မှာနေတာယဟန်တော်ပြန်မဲ့အချိန်ကိုစောင့်နေတာယဟန်တော်ကသီလရှိတော့သူကအဲ့ဒီဂူထဲမှာမနေနိုင်ဘူးသီလရှိတဲ့ယဟန်ရဲ့အပေါ်မှာအဲ့ဒီနတ်ကမနေနိုင်ဘူးမနေနိုင်တော့သူထွက်ခွာပေးရတယ်ထွက်စီခြင်းလာပြီပြန်စီခြင်းလာပြီတရက်နှစ်ရက်နေမှနဲ့တူပါရဲ့လို့အောက်မိနေတာအဲ့ဒါယဟန်တော်ကဒီဝါတွင်တရင်လုံးဒီမှာတရင်သုံးမယ်လို့လဲတန်တိဋ္ဌံချလိုက်ရောအဲ့ဒီနတ်ကလုံးဝမကျေနပ်တော့ဘူးအဲ့ဒီနတ်သမီးကအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ဒီယဟန်ကိုသူနှင်ထုတ်ချင်တယ်ဒါပေမဲ့ယဟန်ကိုနှင်ထုတ်เสียလက်ဆုပ်လက်ကင်ပြုတ်เสียအပြစ်အနာအစာကတခုမှမရှိဘူးဖြစ်နေတယ်တကယ်လို့အဲ့ဒီယဟန်ကသီလထိုက်တဲ့လောက်ပြည့်စည်နေမယ်ဆိုရင်အဲ့ဒါကိုထောက်ပြီးတော့အဲ့ဒီယဟန်ကိုဂူထဲကနေအဲ့ဒီနတ်သမီးဟာနှင်ထုတ်ပါဒါပေမဲ့အဲ့ဒီယဟန်ကသီလကအဲ့ဒါလောက်စင်ကြဲနေတယ်သူနှင်ထုတ်လို့မရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ယဟန်ကိုသီလပြည့်စည်အောင်ဆိုပြီးတော့အကောက်ကျန်တယ်အဲ့ဒီနတ်သမီးကဘယ်နဲ့လုပ်တယ်လဲဆိုတော့
အဲ့ဒီယဟန်ဆွမ်းခံတဲ့အိမ်ကကလေးတယောက်ကိုဝင်ပူးတယ်အဲ့ဒီနတ်သမီးကဝင်ပူးတော့ဦးဝါဝါအဲ့လိုပူးပြီးတော့ရှောက်ပြောနေတော့ဒကာကြီးဒကမကြီးများကဟာဘာဖြစ်လဲမသိဘူးအဲ့ဒီမှာပူးနေတဲ့အဲ့ဒီနတ်ကပြောတယ်သင်တို့ဆွမ်းလောင်းနေတဲ့ဂူထဲမှာတရင်သုံးတဲ့ယဟန်တော်ကြီးကရှိန်ကိုလေးနင်းနေလောက်တောင်းပြီးတော့ကျွေးလိုက်ရင်ငါထွက်သွားမယ်အဲ့ဒါဆိုယောဂပြောက်ဟာကျုပ်တို့ကိုးကွယ်တဲ့ဘုန်းကြီးကရှေးကူတဲ့ဘုန်းကြီးမဟုတ်ဘူးဒါကြောင့်မို့လို့ရှိန်ကိုလည်းရှိမှာမဟုတ်ဘူးရှိန်ကိုမရှိရင်ຫນွယ်ကြိုလေးနည်းနည်းလောက်သွားတောင်းကြည့်ဘုန်းကြီးဆိုတာဆေးမကုကောင်းဘူးလေဘုန်းကြီးကိုဆေးဆရာဖြစ်အောင်လုပ်ပြီးတော့သီလပြည့်စည်အောင်အကောက်ကျမ်းနေတာအဲ့ဒီနတ်သမီးကအဲ့ဒီလိုပြောတဲ့အခါကျတော့အဲ့ဒီပူးနေတဲ့နတ်သမီးကဘာဆက်ပြောတော့ဆိုတော့အဲ့ဒါလို့ဆိုရင်မြတ်ဖန်ကအဲ့ဒီယဟန်တော်ဆွမ်းခံကြွလာတဲ့အခါခြေစည်းရည်ပြင်မှာခြေစည်းပြီးတော့အဲ့ဒီခြေစည်းရည်ကိုခွက်နဲ့ခံပြီးတော့တင့်ရဲ့သားရဲ့ခေါင်းကိုလောင်းမယ်ဆိုရင်ယောဂပျောက်စီရမယ်သူဖန်ဆားထားတဲ့ယောဂပေါ့ဗျာအဲ့ဒီလိုပြောတော့ဒကာကြီးဒကမကြီးများအဲ့ဒါလောက်တော့ဖြစ်ပါတယ်ဆိုပြီးတော့နောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီလိုပြောတော့နတ်ကခွာသွားရောပေါ့ဟုတ်လားနောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီယဟန်တော်ရဲ့ခြေထောက်အစုံကိုရေဆေးပြီးတော့အောက်ကခြေလေးရေခံထားတယ်ခံထားပြီးတော့သူ့သားရဲ့ခေါင်းကိုလောင်းပေးတယ်ယဟန်တော်ကတော့ဘာလို့လုံမှန်းတော့မသိပါဘူးခြေသေးယူတော့ယူသွားပေါ့သူဘာမှမသိပဲကိုဟုတ်လားအဲ့ဒါနဲ့ဆွမ်းခံဆွမ်းဖုံးပေးပြီးတော့သူ့ဂူထဲကိုပြန်ကြွလာတော့ဂူဘဝမှာအဲ့ဒီနတ်သမီးကခက်တီတီရက်ပြီးတော့လက်ညှိုးငေါက်တောက်ထိုးတယ်တဲ့ယဟန်တော်ကိုနှုတ်ကလည်းမြွက်ပြီးတော့ပြောတယ်တဲ့ဘယ်လိုပြောလဲဆိုတော့ဆေးဆရာကြီးဂူထဲကိုမလာခဲ့ပါနဲ့လို့အဲ့ဒါလိုပြောတယ်တဲ့အဲ့ဒီတော့အဲ့ဒီယဟန်တော်ကစဉ်းစားတယ်ငါလည်းဘယ်သူမှဆေးမကုရပါဘူးသင်ဘာတွေပြောနေတာတော့သင်ဘာဆေးမကုရမလဲနော်သင်ရဲ့ခြေစည်းရည်ပေးပြီးတော့သင်ဆေးကုခဲ့တာမဟုတ်လားယောဂပြောက်အောင်သင်လုပ်ခဲ့တာမဟုတ်လားအဲ့ဒီတော့ယဟန်တော်ကစဉ်းစားတယ်ဘာလဲဒီနတ်ငါလည်းဆေးမကုပဲနဲ့ငါ့ကိုဆေးကုအောင်သူကဖန်ဆားပြီးတော့ခြေစည်းရည်ပေးစီပြီးတော့ငါ့ကိုဆေးဆရာဖြစ်အောင်လုပ်တာကိုသဘောပေါက်သွားတယ်အဲ့ဒါနဲ့သူကစဉ်းစားတယ်ဆက်ပြီးတော့သူ့အကြောင်းသူစဉ်းစားတယ်ဩငါဟာနတ်တစ်ပါးကတောင်မှအပြစ်ရှာလို့မရအောင်စင်ကြယ်တဲ့ငါပါလားငါကိုအပြစ်ရှိအောင်ကြံဖန်ပြီးတော့သူလုပ်ရတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့ဇက်တိုက်ကြီးဆက်ပြီးတော့စဉ်းစားတယ်ငါသိမ်ဝင်ပြီးတော့ယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ငါပဲသိခါဖို့မှာစေတနာနဲ့တကွလွန်ကျူးခဲ့တာမရှိဘူးငါသေးလားသိစင်ကြယ်တာပဲပီတိတွေဖြစ်လာပြီနော်ပိဋကရဲ့သူ့ရဲ့ကောင်းတဲ့အချက်ကိုသူစဉ်းစားမိသွားပြီနော်အဲ့ဒါဆက်ပြီးတော့စဉ်းစားရင်းနဲ့ပီတိတွေကတိတ်ပြီးတော့ဖြစ်လာတော့အေးချမ်းမှုဆိုတဲ့ပတ္တိကိုကူးသွားတယ်ကိုယ့်ရဲ့သီလပြည့်စုံတာကိုစဉ်းစားမိတော့ပီတိဖြစ်တယ်ပီတိကနေပတ္တိဖြစ်တယ်ခွန်းဆက်မပြတ်စေနဲ့နော်လေးနဲ့တာလေးဆက်ပြောတော့မှာဟုတ်လားပတ္တိဖြစ်လာတော့ငြိမ်းအေးလာတော့ဘာဖြစ်တုံဆိုတော့ဒုက္ခချမ်းသာလာတယ်ပီတိဖြစ်တော့ပတ္တိဖြစ်တယ်ပတ္တိဖြစ်တော့ဒုက္ခဖြစ်တယ်ချမ်းသာလာတော့တည်ငြိမ်းလာတယ်ဒုက္ခဖြစ်ရင်တမာတိဖြစ်တယ်တမာတိဆိုတာချမ်းသာမှဖြစ်တာဗျစိတ်ချမ်းသာလာမှတည်ငြိမ်းတာစိတ်ဆင်းရဲနေဘယ်တည်ငြိမ်ပါလဲရောက်ရက်ခတ်နေပြီဟုတ်လားတည်ငြိမ်လာပြီတမာတိဖြစ်လာပြီဆိုတော့ယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်လာတယ်စိတ်ကငြိမ်မှမှန်တာကိုမှန်တဲ့အတိုင်းမြင်တာဟုတ်လားအဲ့ဒီယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တော့ဩဘဝဆိုတာတကယ်စင်စစ်ဆင်းရဲတွေတိဆောက်ထားတာကိုလို့အမှန်တိုင်းမြင်တဲ့အတွက်ကြောင့်ညီးငွေလာတယ်တဲ့ဆိုလိုတာကဉာဏ်တစ်ဆင့်တက်သွားတယ်အမှန်မြင်ပြီးတော့ညီးငွေသွားတာအမှန်မြင်တော့ညီးငွေစရာကြီးလို့သိလို့ညီးငွေစရာမှုလို့ညီးငွေသွားတာတရားကသူ့ကိုညီးငွေအောင်လှုပ်လိုက်တာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကညီးငွေစရာကြီးလို့သိလို့ညီးငွေသွားတာဟုတ်ရဲ့လားအဲ့ဒီညီးငွေရာကနေပြီးတော့ဘာဖြစ်တော့နိဗ္ဗာန်ဉာဏ်ကနေတတ်မှတ်မှုကင်းတဲ့မဲ့ဉာဏ်တဲ့ဖြစ်သွားတာမဲ့ဉာဏ်ကနေတဖန်ငြိမ်းအေးတဲ့ဖို့ဉာဏ်ဖို့ဉာဏ်ကနေကိုယ့်ရဲ့ကိလေသာပယ်ပုံတွေကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ပိဿဝေခဏဉာဏ်ဉာဏ်လေးအစစ်စစ်တက်ပြီးတော့အဲ့ဒီယဟန်တော်သည်ယဟန္တာဖြစ်သွားတယ်ဟုတ်လား
ကိုကောင်းတာကိုမြင်ပြီးတော့အားတွေအဆင့်ဆင့်တက်ပြီးတော့အည်အသွေးတွေအဆင့်ဆင့်မြင့်မသွားဘူးလားမြင့်သွားတယ်ဒါကြောင့်ဒါနပြုပြီးရင်စဉ်းစားသီလဆောက်တည်ပြီးရင်စဉ်းစားဟာကောင်းတာလေးတွေလုပ်ရနေတယ်အရာတော်တယ်အဲ့ဒီလိုစဉ်းစားတော့သေချာပေါက်စိတ်ချမ်းသာလိမ့်မယ်အဲ့ဒီစိတ်ချမ်းသာမှုတွေထက်ချီးတလဲလဲဖြစ်ပြီးဆိုလို့ရှိရင်တည်ငြိမ်မှုတွေဖြစ်ပြီးတော့ဉာဏ်လေးဟာတဖြည်းဖြည်းနဲ့ရှင်းလာလိမ့်မယ်ဒါမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာအာကင်ခေယသုတ်တံဆိုပြီးတော့ဟောထားတာရှိတယ်သီလပြည့်စုံရင်အစင့်စင့်ဉာဏ်တွေအလိုလိုတက်သွားတဲ့အကြောင်းဘာတွေဖြစ်ပါစေလို့ကိုကဆန္ဒပြုရတာမဟုတ်ဘူးတရားသဘောကိုကအလိုလိုဖြစ်သွားတာသဘောပေါက်လားဒါကြောင့်ကိုယ်သီလကိုစဉ်းစားပြီးတော့ကိုကောင်းတာလေးကိုကြည့်ပြီးတော့အားဖြစ်ဖို့ကြိုးစားရတာကလည်းကြိုးစားရကြိုးမနှက်ဘူးလားနှက်တယ်တက်တယ်အနေနဲ့အဲ့ဒီယဟန်တော်ကိုဦးဇင်းတို့ထုတ်ပြန်လိုက်ပါတယ်ဟုတ်လားအဲ့ဒီမှာအဲ့ဒီယဟန်တော်ကအဲ့ဒီကူထဲမှာပဲဝါတွင်ကာလတည်င်းသုံးသွားတယ်အဲ့ဒီတော့ဒါကိုယ်အကြောင်းကိုစဉ်းစားရင်းနဲ့မကောင်းတာမြင်လည်းပဲအကျိုးရှိတယ်ကောင်းတာမြင်လည်းပဲအကျိုးရှိတယ်မကောင်းတာမြင်တော့လွတ်အောင်ကြိုးစားတယ်ကောင်းတာမြင်တော့အားရှိတယ်ကိုဦးဇင်းတို့တရားရဲ့နောက်ဆုံးအပိုင်းကိုယ်အကြောင်းကိုစဉ်းစားတာတဲ့အရှင်းမြင့်နဲ့ကိုယ်အကြောင်းကိုသိအောင်လုပ်တဲ့အလုပ်ဒါကတော့အရှင်းအမြင့်ဆုံးအပိုင်းကိုရောက်လာပြီဒီတရားမှာလေစောတော်တုန်းကသူများကကိုမုန်းလို့ပြောတဲ့စကားတွေနှလုံးမသွင်းနဲ့သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလို့သဘောမထားနဲ့လို့သူ့အကြောင်းနဲ့ပတ်သက်ပြီးတော့ခေါင်းထဲမှာနေရာမပေးဖို့ပထမပိုင်းမပြောခဲ့ဘူးလားပြောခဲ့တယ်ကိုဘာတွေလုပ်တယ်ကိုဘာတွေမလုပ်ရသေးဘူးဆိုတာကိုစဉ်းစားရမယ်လို့ခုနတုန်းကတပိုင်းပြောခဲ့တယ်နော်အေးအခုကိုယ့်ရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်ကြိုးစားရမယ်တကယ်တမ်းဦးဇင်းတို့တဲ့ပြောရရင်အရိယာဖြစ်တယ်ဆိုတာကိုယ်အကြောင်းကိုတကယ်သိသွားတာဗျခုတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကိုယ်အကြောင်းကိုတကယ်မသိကြသေးဘူးဟုတ်လားကိုယ်အကြောင်းကိုကိုမသိသေးတဲ့အစိတ်အပိုင်းကိုမသိသေးတဲ့နယ်ပယ်တွေအများကြီးရှိသေးတယ်ဟုတ်ရဲ့လားအဲ့ဒါဟုတ်လားစိတ်ပိုင်းဆိုင်ရာပိုးပြီးတော့များတယ်မသိတာစိတ်ပိုင်းဆိုင်ရာမဆိုထားနဲ့ဗျရုပ်ပိုင်းဆိုင်ရာတော့ကိုမသိသေးတဲ့အကြောင်းတွေအများကြီးရှိတယ်ထဲမှာအဆုတ်ကအလုပ်ဘလို့လုပ်တယ်အသေးကအလုပ်ဘလို့လုပ်တယ်ဥကအလုပ်ဘလို့လုပ်တယ်ဟာမသိတာတွေအများကြီးပဲဟင်သူရှင်းနေတာပဲကိုဘာမှမသိဘူးအဲ့ဒီရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုတကယ်သိတယ်ဆိုရင်တောင်မှအဲ့ဒါအရိယာဖြစ်နိုင်နေဗျာနော်ကာယကတတတိဆိုတာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုအကြောင်းကိုသိအောင်ညွှန်ကြားတာမဟုတ်လားဘာမှတင့်နေတာတန့်ရှင်းတာဘာမှမရှိဘူးတကယ်စင်စစ်နာကျင်ကြိုက်ခဲတာတွေမတန့်ရှင်းတာတွေမဟုတ်တဲ့တရားတွေရှုနေတာလို့သိအောင်ဒါရုပ်ပိုင်းဆိုင်ရာဒါပဂတိမျက်စိနဲ့တော့မြင်နိုင်တယ်နော်တခါကြီးများဒါကိုအကြောင်းကိုသိအောင်လုပ်ရတဲ့အလုပ်ဟာဘယ်လောက်အကျိုးကြီးတယ်လဲဆိုတာပြောပြတာစိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာခံစားမှုပိုင်းဆိုင်ရာတွေမှာပိုးရှုပ်ထွေးတယ်မသိသေးတာတွေအများကြီးပဲအဲ့တော့ကိုအကြောင်းကိုသိလို့ရှိရင်ဒကာဓမ္မတို့ဦးဇင်းတို့တွေကိုအခက်အခဲကိုလွတ်ငြိမ်းအောင်လုပ်လို့ရတယ်ကိုအကြောင်းမှာကိုမသိဘူးဆိုရင်ကိုအခက်အခဲကိုဘယ်လိုလုပ်လွတ်အောင်လုပ်လို့ရမလဲခုဒကာဓမ္မတို့ဦးဇင်းတို့တွေလူတိုင်းမှာအခက်အခဲကိုစီရှိတယ်နော်ရှိတယ်နော်ဒကာကြီးများဟုတ်လားအဲ့ဒါကိုအမှန်တိုင်းသိရမယ်အဲ့တော့အဲ့ဒီအခက်အခဲအဲ့ဒီအကျက်တဲတွေကိုပြေးလဲခြင်းလဲဆိုရင်ကိုအကြောင်းကိုသိအောင်ကြိုးစားရမယ်ဒါကဟောဟာရတစ်မျိုးနဲ့နားလည်အောင်ပြောတာတကယ်စင်စစ်ကိုအကြောင်းကိုသိအောင်ကြိုးစားတယ်ဆိုတာတတိပဋ္ဌာန်တရားကိုအားထုတ်ရတယ်လို့ပြောတာပါပဲဟုတ်လားကိုတတိပဋ္ဌာန်တရား၄ပါးရှိတယ်လေရုပ်ပိုင်းဆိုင်ရာကိုသိအောင်ကြည့်ပြီးတော့သိအောင်လုပ်နေတဲ့တတိပဋ္ဌာန်ဟုတ်လားကာယ ानु ပတနာတတိပဋ္ဌာန်နောက်ဝေဒနာပိုင်းဆိုင်ရာသိတယ်နောက်စိတ်ပိုင်းဆိုင်ရာသိတယ်နောက်တရားသဘောဆိုင်ရာသိတယ်ကာယဝေဒနာစိတ်ဓာတ်ဓမ္မဟုတ်လားအဲ့ဒီမှာယုတ်ကပထမဦးဆုံးသိထင်ရှားတဲ့အတွက်ကြောင့်ပထမဦးဆိုတာယုတ်ပိုင်းဆိုင်ရာကိုအရင်သိအောင်ကြည့်တဲ့အလုပ်ကိုအရင်လုပ်ရတယ်အာနာပါနဝင်လေထွက်လေကိုမှတ်မယ်ဟုတ်လားထိုင်ရင်ထိုင်တယ်လို့သိမယ်သွားရင်သွားတယ်လို့သိမယ်ဟုတ်လားပူရင်ပူတယ်လို့သိမယ်အေးရင်အေးတယ်လို့သိမယ်ဘယ်သူအကြောင်းဘယ်သူသိနေတာလဲကိုအကြောင်းကိုသိနေတာသိပါများလာရင်ဉာဏ်ကထက်လာတာရှေ့ဆက်ပြီးတော့အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်ဦးဇင်းတို့အကျေကြီးပြောရင်တရားရှည်သွားမယ်နော်
ရုပ်ပိုင်းဆိုင်ရာကိုသိပါများလာရင်စိတ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းနဲ့သိလာတယ်စိတ်ဟာရုပ်ထက်ပိုပြီးတော့သိဖို့ခက်ခဲတယ်ဗျအဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာဘာတွေသိလာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ဓာတ်ကလေးတွေကိုသိလာတယ်လောဘတွေဖြစ်လာတာသိလာတယ်ဒေါသတွေဖြစ်လာတာသိလာတယ်တခါတလေကြတော့လည်းပဲအလောဘအဒေါသကောင်းမြတ်တဲ့စိတ်ကလေးတွေဖြစ်တာလည်းရှိလို့အဲ့ဒါလည်းသိလာတယ်သိရင်ဘာအကျိုးရှိမှလဲလို့ဒါလေးဆက်ပြီးတော့စဉ်းစားကြည့်လောဘဒေါသမောဟတွေကိုမြင်မှများသိပါများလာတော့လောဘဖြစ်ရတာဟာအင်မတန်ပင်ပန်းတကူလို့ကိုယ့်ကိုသိလာတယ်နောက်တခါကြီးများဟုတ်လားဒေါသဖြစ်တာကိုသိလာပါများတော့ဒေါသဖြစ်ရတာဟာအင်မတန်ပူလောင်တကူအင်မတန်အကျိုးနည်းတကူလို့ကိုယ့်ကိုသိလာတယ်ပိဋကသူများပြောလို့သိတာလားကိုယ်တိုင်လက်တွေ့ကိုသိတာလားမတည့်တဲ့အစာကိုစပြီးတော့ကိုယ့်ကိုအနေခက်လာတဲ့အခါမျိုးကြုံဘူးလားကြုံဘူးတယ်နော်ကိုမတည့်တဲ့အစာကိုစပြီးတော့အနေခက်လာတယ်တော်တော်ကြောက်သွားတယ်ဒီအစာကိုလေကိုယ်တိုင်လက်တွေ့မကြုံခင်တော့ကတော့သူများကပြောတယ်ဟာဘယ်အစားအစာနဲ့ဘာနဲ့ရောစားရင်မတည့်ဘူးဟာတော်တော်ဆိုးတာပဲသိခံစားချက်မရှိကိုယ်တိုင်စားလို့ကိုယ်တိုင်မတည့်လို့ကိုယ်တိုင်ခံစားလိုက်ရပြီဆိုတော့မသိဘူးလားသိတယ်အခုတရားတွေကစာအုပ်တွေထဲမှာလည်းအများကြီးရှိတယ်ဘုန်းကြီးတွေလည်းအများကြီးဟောနေတာပဲလေအခုကိုယ်အကြောင်းကိုသိတယ်ဆိုတာကကိုယ်တရားကိုကိုပြန်နာတာဒီတိုင်ဘာလို့တယ်ကိုယ်တရားကိုကိုပြန်နာတာလောဘဒေါသဖြစ်တာကိုမိအောင်ဖမ်းကြည့်လောဘဖြစ်စေဒေါသဖြစ်စေလေးကိုမိအောင်ဖမ်းကြည့်ပြင်းမှန်းသိကြည့်သိကြည့်ရင်ဖြစ်စေမှလည်းပူလောင်တကူဆင်းရဲတကူဘာကောင်းကျိုးမှမရှိတက်အကျိုးမဲ့ကိုဆောင်ကျင်းဖို့ဒီတရားလေးတွေကဖြစ်တကူလို့အဲ့ဒီတရားကပဲကိုယ့်ကိုတရားဟောတာတနည်းအားဖြင့်လောဘကပဲကိုယ့်ကိုတရားဟောလိုက်တာငါဘလောက်ပူလောင်နေဆိုတာမင်းသိလားလို့သူကပြောတာဒါပေမဲ့သူကတော့အမြဲတမ်းတရားဟောပါတယ်လောဘဖြစ်တဲ့ခန္ဓာကိုယ်ကတော့ပူလောင်တာပဲထူးခြားတာကကိုမသိလိုက်တာနဲ့သိလိုက်တာဒါပဲကွာသွားတယ်ဟင်တက္ကမကြီးတွေအဲ့ဒါဟုတ်လားဒေါသကတော့အမြဲတမ်းဖြစ်နေတာပဲလေအခါအားလျော်စွာပေါ့လေအမြဲတမ်းတော့မဟုတ်ဘူးပေါ့ဖြစ်เสียကြုံတိုင်းဖြစ်နေတာပဲသူဖြစ်တိုင်းလဲခန္ဓာကိုယ်ကိုပူလောင်တဲ့အကျိုးတရားတွေခန္ဓာကိုယ်ကိုဆုပ်ယုပ်စေတဲ့ဓာတ်တတိတွေဖြစ်အောင်သူအမြဲတမ်းလုပ်နေတာပဲသူကတော့သူ့အလုပ်သူလုပ်ပြီးတော့အကျိုးမဲ့ကိုဆောင်ကျင်းပြီးတော့ဖြစ်ပြီးတော့ပြတ်သွားတာပဲကိုကသိလိုက်တာနဲ့မသိလိုက်တာပဲကွာတယ်အဲ့ဒီလိုမသိလိုက်တဲ့အခါကျတော့လောဘဒေါသကိုကြောက်ရကောင်းမှလည်းမသိဘူးလောဘဒေါသကိုဖယ်ရကောင်းမှလည်းမသိဘူးဒါကြီးနဲ့ပဲနေနေတာပဲအဲ့ဒီတော့ကိုယ်အကြောင်းကိုသိပါများလာတော့လောဘဒေါသဆိုတာသူတော်ကောင်းကြီးတွေပြောတဲ့အတိုင်းမကောင်းဘူးဆိုတာတကယ်ပါလားလို့အဲ့ဒီမှာတကယ်ပါလားဆိုတာလေးပါလာတယ်စာအုပ်ကိုဖတ်တိုင်းတကယ်ပါလားလို့ခံစားလို့မရဘူးနော်တကယ်ကိုယ့်ကိုမြင်အောင်ကြည့်ဟုတ်လားအဲ့ဒီလိုမကောင်းတာကိုမကောင်းဘူးလို့သိရင်ရိုးရိုးလေးဗျာတရားဆိုတာမကောင်းတာဆိုတာတကယ်မကောင်းတာပါလားအခုတရားဓမ္မတို့ဦးဇင်းတို့တွေကမျက်စိလဲနေတယ်မကောင်းတာကြီးကိုကောင်းတယ်လို့ထင်နေတယ်ဗျာဖရာယဟန္တာတွေကမဟုတ်ဘူးလားလောဘဖြစ်ရင်ဆင်းရဲမယ်လို့ဟောတယ်ခင်ဗျားတို့ကျွတ်တို့ကစိတ်ထဲကမတိမတာညင်းနေတယ်လောဘဖြစ်တိုင်းဆင်းရဲတယ်ဆိုတာဟုတ်ပါမလားဒါကြောင့်လောဘကိုကြောက်ရကောင်းမှလည်းမသိဘူးလေဒါကြောင့်ကိုယ်တရားကိုပြန်နာတယ်ဆိုတာကိုယ်အကြောင်းကိုသိအောင်လုပ်တာဒါမကောင်းတာကိုသိပြီးတော့မကောင်းမှုကနေလွတ်အောင်တမျိုးယုံမြန်တာပဲနော်နောက်ကောင်းတာကိုသိတော့လေစိတ်ထဲမှာသဘောပေါက်တယ်ရှင်းတယ်ကောင်းတဲ့သဘောလေးတွေဖြစ်ရတာဟာအင်မတန်ကောင်းတကူလို့ရိုးလေးနော်တခါကြီးများဟုတ်လားကောင်းတဲ့သဘောလေးတွေကောင်းတဲ့စိတ်ကလေးတွေဖြစ်ရတာအင်မတန်သက်သာတကူအင်မတန်ငြိမ်းချမ်းတကူလို့သိတယ်သိတော့ကောင်းကျင်တဲ့စိတ်တွေပို့ပြီးတော့ပေါက်လာတယ်အဲ့ဒီတော့ဘာလဲဆိုတော့မကောင်းတာကိုမကောင်းမှန်သိပြီးတော့မကောင်းမှုကနေတဖြည်းဖြည်းနဲ့ဝေးသွားတာကောင်းတာကိုကောင်းမှန်သိပြီးတော့ကောင်းတာတွေတစများသွားတာဒါကြောင့်ကိုယ်အကြောင်းကိုသိရတာဟာအကျိုးမများဘူးလားများတယ်နောက်ဆုံးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုတတိထားပြီးတော့ကြည်ပါများလာပြီသိပါများလာပြီဆိုလို့ရှိရင်တကယ်စင်စစ်ကတော့ဒုက္ခတွေကြီးစုပုံထားတဲ့အစုအပုံကြီးပါလားလို့တဖြည်းဖြည်းမှာတနေ့မှာမသိဘူးလို့ပြောလို့ရမလားမရဘူးသိလာနိုင်တယ်နော်အဲ့ဒါလို့သစ္စာဆိုင်အောင်ပိဋကဘာဆိုင်အောင်သစ္စာဆိုင်အောင်သစ္စာဆိုတာ၄ပါးရှိတယ်လို့ဒီပိဋကကြီးသိတယ်နော်ဒီခန္ဓာကိုယ်ကြီးဆိုတာတကယ်စင်စစ်ဒုက္ခတွေရဲ့အစုအပုံကြီး
ချမ်းသာဆိုလို့ဘာလေးမှမရောဘူးတဲ့ကိုလက်ခန္ဓာလက်မခန္ဓာတစ်ပိုင်းကိုသိတာမသိတာတစ်ပိုင်းနော်အမှန်ကအမှန်ပဲလေအဲ့ဒါလို့ခန္ဓာကိုယ်ကြီးဟာဒုက္ခဒုံဒုက္ခခေကြီးပါဆိုတာလောကကြီးရဲ့ပထမသစ္စာဟုတ်လားဒုက္ခမှန်သမျှသည်လိုချင်မှုကြောင့်ဖြစ်တယ်ဆိုတဲ့လောဘသီတာနဲ့ဒုက္ခအလုံးကိုဖန်တီးသူဆိုတဲ့ဒုတိယသစ္စာဟုတ်လားလောဘနည်းရင်နည်းသလောက်အေးချမ်းတယ်ဆိုတဲ့လောဘချုပ်မှသာနဲ့တကယ်ဒုက္ခချုပ်တာဆိုတဲ့တတိယနိရောဓသစ္စာဟုတ်လားအဲ့ဒီလောဘချုပ်လို့ဒုက္ခချုပ်တယ်ဆိုတဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်တနည်းအားဖြင့်ချမ်းသာစေချမ်းသာမှန်ကိုရခြင်းနဲ့ဆိုရင်မမြဲတာကိုမမြဲဘူးလို့အမှန်အတိုင်းသိတဲ့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးကိုပွားများခြင်းမှတပါးအခြားနီးလမ်းမရှိဘူးလို့ဒုက္ခငြိမ်းချမ်းအကျင့်မြတ်ကိုဒါသာလင်ဟုတ်တယ်လို့မဂ္ဂသစ္စာရဲ့အပေါ်မှာသိမြင်နားလည်လာတဲ့စတုထမြောက်မဂ္ဂသစ္စာဟုတ်ရဲ့လားခုဒကာမတို့ဦးဇင်းတို့ကမဂ္ဂသစ္စာရဲ့တန်ဖိုးလည်းသိနားမလည်ဘူးလေဟုတ်လားဒုက္ခငြိမ်းအောင်ဒီပြင်နည်းတွေနဲ့လည်းပဲလုပ်လို့ရသေးတယ်လို့ထင်နေတာတွေရှိသကိုဗျတကယ်စင်စစ်ဒုက္ခငြိမ်းအောင်မဂ်ခင်အကျင့်ကိုကျင့်ခြင်းကလွယ်လို့အခြားအလုပ်မရှိဘူးတနည်းအားဖြင့်ဒုက္ခငြိမ်းအောင်ကိုယ်အကြောင်းကိုသိအောင်လှုပ်ခြင်းမှတပါအခြားအလုပ်မရှိဘူးကိုယ်အကြောင်းကိုသိတယ်ဆိုတာမဂ္ဂသစ္စာကိုပွားများနေတာကိုဆိုတာပါဟုတ်ရဲ့လားအဲ့ဒီတော့တတိပဋ္ဌာန်တရား၄ပါးလိုပဲပြောဝိပဿနာလိုပဲပြောမဂ်ခင်လိုပဲပြောကိုယ်အကြောင်းကိုသိအောင်ကိုယ့်ရဲ့သဘောတဘာဝကိုကိုယ်တိုင်သိအောင်ကြိုးစားတယ်လို့ပဲပြောအတူတူပဲမဟုတ်လားအတူတူကိုယ်အကြောင်းကိုသိတာလေးကိုဦးဇင်ကအဲ့ဒါလိုလေးလေးနက်နက်လေးပြောလိုက်တာဟုတ်လားဦးဇင်ခုတရားဟောတာတနာရီခွဲရှိပြီဗျနော်ဦးဇင်တို့ဒီပလင်ပေါ်မှာဟောလိုက်ရင်အဲ့လိုကြားတာကြီးပဲတရားကဟုတ်လားအဲ့တော့ဏီကုန်းချုပ်တော့မှာနော်တခါကြီးမိုင်များကိုယ်အကြောင်းကိုသိရင်မကောင်းတာသိရင်လည်းမကောင်းတာဟာတကယ်မကောင်းတာပါလားလို့သိပြီးတော့မကောင်းမှုမှတဖြည်းဖြည်းဝေးသွားတယ်ကောင်းတာသိပြန်တော့လည်းကောင်းတာဟာတကယ်ကောင်းတာပါလားလို့နားလည်ပြီးတော့ကောင်းတာတွေဟာတဖြည်းဖြည်းနဲ့များလာတယ်ဆင်းရဲတွေဝေးပြီးတော့ချမ်းသာတွေကြီးအောင်ကိုနေတတ်သွားတာပါပဲတကယ်စင်စစ်ကတော့ဟုတ်ရဲ့လားဒါကြောင့်ကိုယ်အကြောင်းကိုသိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နောက်ဆုံးသစ္စာစိုက်တဲ့အထိသိမယ်ဆိုရင်တော့သောတာပန်အရိယာဖြစ်တယ်လို့ပြောရတယ်မဟုတ်လားသစ္စာစိုက်အောင်သိရင်မဲ့ဉဏ်ဖုံးဉဏ်နဲ့ထိုးထွင်းပြီးတော့သိတဲ့အတိမျိုးသိရင်အဲ့ဒါငါသိရင်ဘယ်ဘဝရောက်အောင်မလဲလို့ပူဇော်လိုအောင်မလားမလိုတော့ဘူးဒါကြောင့်ကိုယ်အကြောင်းကိုသိတယ်ဆိုတာကတော့အင်မတန်ကြီးကျယ်တဲ့ကောင်းမှုပါလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တရားတွေကိုပြန်ပြီးတော့ချုပ်တော့မယ်နော်ကိုယ်အကြောင်းသူအကြောင်းသူတစ်ပါးကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေကိုမျက်နှိုးလို့သိမ့်ထားတဲ့ပစ္စည်းကိုထုတ်ကြည့်တယ်လို့မျိုးပြန်ကြည့်မနေနဲ့ဟုတ်လားသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလို့အချိန်ကုန်ခံပြီးတော့အကုသိုလ်အဖြစ်ခံပြီးတော့စဉ်းစားမနေနဲ့ဟုတ်လားကိုယ်ဘာတွေလုပ်ပြီးကိုယ်ဘာတွေမလုပ်ရသေးဘူးလေဘယ်ပြဿနာတွေကတော့ပြေးလေပြီဘယ်ပြဿနာတွေကတော့မပြေးလေသေးဘူးလေလို့လေးလေးနက်နက်စဉ်းစားရမယ်ကိုယ်အကြောင်းကိုစဉ်းစားတာဟုတ်လားပြီးတော့ကိုယ်မှာဘာတွေသိပြီလေကိုယ်အကြောင်းကိုသိအောင်ကြိုးစားတာဟုတ်လားဒါကြောင့်သူ့အကြောင်းနဲ့ကိုယ့်အကြောင်းမှာကိုယ့်အတွက်ဘယ်အကြောင်းကအရေးကြီးလဲကိုယ့်အကြောင်းကအရေးကြီးပါလေသူ့အကြောင်းသူ့ဖတ်သူအရေးကြီးပါလိမ့်မယ်ကိုကဝင်ပြီးတော့အရေးမကြီးနေတယ်မလိုပါဘူးဟုတ်လားသူကသူ့အကြောင်းသူအရေးကြီးလိမ့်မယ်ကိုလည်းကိုယ့်အကြောင်းကိုအရေးကြီးဖို့ပါပဲဟုတ်လားဘာကြောင့်လဲဆိုတော့တကယ်စင်စစ်ကတော့တယောက်ကိုတယောက်တကယ်တမ်းကတော့ဝန်ဆွတ်လို့လည်းမရဘူးလေဒါကြောင့်မြတ်စွာဘုရားကအတ္တာဟိအတ္တနောနာထောလို့ဟောထားတာမဟုတ်လားကောဟိနာထောပရောတိယသူတစ်ပါးဟာကိုယ့်ရဲ့အာကိုရာပဲဖြစ်မှလေတဲ့ဟုတ်လားကိုယ်ဒီသာလင်အသီးကိုယ့်ရဲ့အာကိုရာတယောက်ဒီတယောက်ရဲ့အာကိုရာမဖြစ်ပါဘူးဟုတ်လားဒါကြောင့်သူအကြောင်းကိုယ့်အကြောင်းဒီသာလင်ကိုယ့်အတွက်အရေးကြီးတယ်သူအကြောင်းဒီသူပဲအရေးကြီးပါလိမ့်မယ်လို့တရားတော်မတို့တွေမှတ်သားပြီးတော့ကိုယ်အကြောင်းကိုစဉ်းစားကြတဲ့ပုဂ္ဂိုလ်တွေကိုယ်အကြောင်းကိုသိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့တရားပွဲကိုတောက်လျှောက်မသိသေးဘူးဗျာ
9မိနစ်လောက်တရားထိုင်ပြီးမှတရားပွဲသိရအောင်နော်တခါကြီးမိုင်များ